Transcription မင်္ဂလာပါမြေတို့ရေဒီနေ့အဖိုးကကချင်ပြည်နယ်ရဲ့နာမည်ကြီးကြက်သားကချင်ချက်ပြမယ်ဒါကပထမဆုံးကြက်သားကိုရေစင်စင်ဆေးပြီးအတုံးသေးသေးလေးတွေတုံးရမယ်ဒါမှအရသာမြန်မြန်ဝင်ပြီးချက်ရတာလွယ်မှာအခုဂျင်းကြက်တုံပြူနဲ့ငရိတ်သီးစိမ့်တွေကိုညက်နေအောင်ထောင်းရမယ်ဒါကနှင်းရဲ့အနှံ့ကိုမှုေးစေပြီးအဆက်အရသာပေးမှာပြီးရင်နန်းနံပင်နဲ့ရှမ်းနံကိုလည်းထည့်ပြီးဖွားဖွားလေးထောင်းပေးရမယ်ဒါမှကချင်ချက်ရဲ့ထူးခြားတဲ့အနှံ့စိမ့်စိမ့်လေးရမှာထောင်းထားတဲ့အနှစ်တွေကိုကြက်သားထဲထည့်စားနဲ့ထည့်ပြီးတမအောင်နယ်ပေးရမယ်15မိနစ်လောက်နှက်ထားရင်ပိုကောင်းတယ်အခုမီးမွေးမယ်တောရွာထုံးစံအတိုင်းထင်းပြီးဒါမှမဟုတ်မီးသွေးမီးနဲ့ချက်ရတာပိုမွေးတယ်မီးရရင်ဟင်းအိုးတင်လိုက်မယ်အိုးပူလာရင်နှက်ထားတဲ့ကြက်သားတွေကိုထည့်ပြီးလုံးပေးရမယ်စီတစ်ဆက်မှထည့်စရာမလိုဘူးသူ့အသားတွေကထွက်တဲ့အရေနဲ့ပဲချက်မှာပြီးရင်ရေနည်းနည်းလေးထည့်အိုးဖုံးပြီးမီးအေးအေးနဲ့တည်ထားရမယ်ဒါမှကြက်သားကနူးပြီးကချင်နန်းတွေစိတ်ဝင်သွားမှာဟင်းရည်6ခါနီးပြီဆိုရင်ဖုံးပြီးထပ်တယ်ဦးမယ်ကြက်သားနူးဤပြီးစီပြန်လာတဲ့အထိစောင့်ရမယ်အခုဆိုအနှံ့ကတအားမှုေးနေပြီကဲမြေတို့ရေကြက်သားကချင်ချက်ရပါပြီတအားမှုေးပြီးစားလို့ကောင်းတယ်အိမ်မှာလဲစမ်းချက်ကြည့်ကြအောင်နော်